စဉ်းစားတာစီကံရှိပါကိုယ့်အတွက်ကောင်းကြီးမဖြစ်တဲ့အရာကိုစဉ်းကိုမစဉ်းစားနဲ့ကိုယ့်အတွက်ကောင်းကြီးမဖြစ်စေမယ့်အရာကိုစဉ်းကိုမစဉ်းစားနဲ့အာမင်ကိုယ့်အတွက်ကောင်းကြီးဖြစ်စေမယ့်အရာကိုစတင်စဉ်းစားလို့ရတယ်ဟာလေလုယာကိုယ့်အပေါ်ကောင်းကြီးကိုယ့်အတွက်ကောင်းကြီးဖြစ်တဲ့အရာကိုစဉ်းစားကိုယ့်အတွက်အမင်္ဂလာဖြစ်စေမယ့်အရာတွေစိတ်တူစေမယ့်အရာတွေစိတ်ပြည့်စေမယ့်အရာတွေကြောက်စေမယ့်အရာတွေစဉ်းကိုမစဉ်းစားနဲ့ဆရာရဲ့မစဉ်းစားပါဘူးဝင်လာတယ်အဲ့ဒါတင်ကစဉ်းစားတာအခွင့်ပေးခဲ့တာများလို့တင်အလိုလိုက်ခဲ့တာတိတ်များတယ်တစ်စိတ်ကိုတင်အလိုလိုက်လွှင်းရင်တစ်စိတ်ကိုတင်မထိန်နိုင်တော့ဘူးအော်မကြားမှာဆိုလို့ပြန်ပြောမယ်တင်းရဲ့စိတ်ကိုတိတ်အလိုလိုက်တာများတင်းစိတ်ကိုတင်မထိန်နိုင်တော့ဘူးစိတ်အလိုလိုက်နေရအောင်တချင်လို့စိတ်အလိုဘာလို့လိုက်တာစိတ်အလိုဘာလို့လိုက်သွားလဲဟမ်ကျွန်တော်တို့ကဘာဖြစ်လဲစိတ်ကိုအမြဲတမ်းဘာဖြစ်လဲအလိုလိုက်နေတဲ့ခါမှာပဲစိတ်အလိုလိုက်တော့ပဲလေစိတ်ကိုမနိုင်တော့ဘူးစိတ်လိုလိုက်ရင်စိတ်မနိုင်တော့ဘူးစိတ်လိုလိုက်တာများလိုက်ဘာဖြစ်လဲတင်းစိတ်ကိုတင်မနိုင်တော့တင်းစိတ်ကတင်းကိုပြန်နိုင်တော့အဲ့နေရာတင်းရှုံးနေသွားပြီမှတ်ထားညီကောင်မတင်းစိတ်ကတင်းကိုပြန်နိုင်သွားတဲ့နေ့ဟာတင်းရှုံးနေတဲ့နေ့ပဲဒါတင်းဘာလုံးလုံးမအောင်မြင်တော့ဟာမရမှာဆိုလို့ပြန်ပြောမယ်မရမှာဆိုလို့ပြန်ပြောမယ်နှစ်ခါပြောပြီးဆိုရင်တတိထားတော့တင်းတော့ဘာလို့စိတ်ကိုမထိန်နိုင်တော့တာလဲစိတ်အလိုလိုက်တာများလို့စိတ်အလိုလိုက်တာများသွားရင်ဘာဖြစ်လဲစိတ်မထိန်နိုင်တော့စိတ်ကိုကမထိန်နိုင်တော့ဒါဆိုစိတ်မထိန်နိုင်တဲ့ပြဿနာမရှိဘူးစိတ်ကကိုယ်ပြန်ထိန်သွားတဲ့ပြဿနာဆရာကျွန်တော်မလုပ်ချင်ဘူးဆရာရဲ့ဒါပေမဲ့ဘာဖြစ်လဲမင်းပြောဆက်ပြောရအောင်လို့ပြောတယ်လုံးမိတယ်ဆရာကျွန်တော်မလုပ်ချင်ဘူးဒါဆိုမလုပ်ချင်မင်းမလုပ်နဲ့လေမလုပ်ချင်ဘူးဆရာမလုပ်နဲ့လေဒါဆိုဒါမဲ့ဆရာလုံးမိတယ်ဆရာဘယ်နှခါလုံးမိလဲအကြိတ်ကြိတ်မဲ့ဆရာဒီအောင်မနိုင်ဘူးဘာလို့မနိုင်တာလဲစိတ်အလိုလိုက်လို့ဒါဆိုရင်အဲ့ဒီစိတ်အလိုကစိတ်အလိုကိုလိုက်တာမြိုင်ဘာဖြစ်လဲစိတ်ကိုအလိုလိုက်တာများတော့ဘာဖြစ်လဲကိုလှုပ်ချင်ဘာဖြစ်လဲဆိုတော့ခင်ဗျာစိတ်မထိန်နိုင်တဲ့အဖွဲ့တွေကဘာဖြစ်လဲပါဇက်ဘရိတ်ပေါက်တယ်စိတ်မထိန်နိုင်တဲ့အဖွဲ့တွေဘာဖြစ်လဲပြောတင်တာမပြောတင်တာမစင်စားဘူးဘာဖြစ်လဲရှာပြောပြီလေဘရိတ်တွေအရန်ပေါက်တယ်လေအဲ့မှာပြဿနာတွေအရန်ဖြစ်တယ်လေအဲ့ဒီပြဿနာဘရိတ်ပေါက်တာအရင်လာတာမို့စိတ်ကပေါက်တာဘရိတ်ပေါက်တာမင်းစိတ်မထိန်နိုင်တာဆိုတော့အဲ့ဒီစိတ်မထိန်နိုင်ခြင်းကမင်္ဂလာမရှိဘူးညီကိုမောင်မတော်စိတ်မထိန်နိုင်မင်္ဂလာမရှိဘူးမင်္ဂလာမရှိဘူးဆိုတဲ့ခါမှာဘာဖြစ်လာလဲစိတ်ကကိုယ်နိုင်သွားတဲ့ခါမှာဘာဖြစ်သလားမကြောက်တဲ့ဟာတွေကြောက်လာအောင်လာပြီ level မကြောက်တဲ့ဟာတွေမစိုးရင်တဲ့အရာတွေဟာမပူတဲ့အရာတွေရှောက်ပူတယ်